ရားသခင်သင်စရာလိုချင်တာအကျင့်မဟုတ်ဘူးသူ့အပေါ်မှာစိတ်ချတဲ့ယုံကြည်ခြင်းသူလှုပ်ပေးမယ်ဆိုတဲ့ယုံကြည်ခြင်းအာမင်အကျင့်မကောင်းမှသင်မစိုးရိမ်နဲ့အကျင့်ကောင်းဖို့အကျင့်ကိုအာယုံသွားမဆိုင်နဲ့ငါဖရားကငါအထဲကနေနေ့တိုင်းပြုပြင်ပေးနေတဲ့ဖရားငါမကောင်းချင်တာတော့မှကောင်းအောင်လုပ်ပေးတဲ့ဖရားသဘောပေါက်လားမသိဘူးအပြစ်လုပ်ချင်တာတော့မှဖရားတင့်ထဲမှာတကယ်အလုပ်လုပ်နေဒီလှုပ်ချင်စိတ်ကိုမရှိတော့လောက်အောင်ဖရားကမဆာတယ်ဖရားအာမင်တင်မပူနဲ့အဲ့ကိစ္စကိုစိတ်ချဖို့ပဲလို့တယ်ဘာလို့သိလားတင်ကိုအယမ်းချစ်တဲ့ဖရားအပြစ်ကိုအယမ်းမုန်းလို့မကြားမှာဆိုလို့ပြန်ပြောတင်ကိုအယမ်းချစ်တဲ့ဖရားကအပြစ်ကိုအယမ်းမုန်းတဲ့ဖရားဖြစ်တဲ့ကြောင့်သူသိချစ်တဲ့တင်ကိုဘယ်တော့မှအပြစ်နဲ့အရှုံးမခံဘူးအဲ့ဒီအပြစ်ကိုနိုင်စေတဲ့ဖရားဖြစ်စေတာအာမင်ကျွန်တော်တစ်ချိန်လုံးဒီအပြစ်နဲ့ပြန်လဲနာဘာအထိပ္ပယ်မှမရှိဘူးဝိညာဉ်တော်ကဒီထက်ပိုတော့အားကြီးတယ်ငါတို့ဘက်နဲ့ရှိတော်သူဒီလောကဘက်နဲ့ရှိတော်သူတာ၍ကြီးတယ်လို့ပြောတဲ့အတွက်ကြောင့်သင်စိတ်ချသင်ဆိုးချင်တာမဆိုးခွင့်ဖရားမပေးဘူးသင်ကိုနေရစင်တိုင်းမှာဝိညာဉ်တော်နဲ့ဥဆောင်လမ်းပြသွားပြီးသင်ကိုအကောင်းဆုံးအသက်တာနဲ့အသက်ရှင်ပြီးလောကရဲ့အလင်းဖြစ်အောင်ဖရားလုံနိုင်တယ်ဆိုတာသင်ယုံကြည်ရဲဖို့ပဲဖရားလို့တော့ရှိတယ်ဗျာတင်ပါယုံကြည်ရမှာလဲတင်ပုံဖော်တာမမှားစေနဲ့နေ့ရက်စင်ထဲမှာတင်ရဲ့ပုံဖော်တာနောက်နေ့မှာတင်တာ၍တိုး၍တင်ရဲ့အသက်တာဖရားဘုန်းတော်ထင်ရှားလာမယ်တာ၍ဘုန်းတော်ထင်ရှားလာမယ်တာ၍ဘုန်းတော်ထင်ရှားလာမယ်တာ၍သူများကြည့်ပြီးတော့အားကြစရာဖြစ်လာမယ်တာ၍သူများကြည့်ပြီးတော့အတူအကျဖြစ်စေမယ်ဆိုတော့တင်တကယ်ယုံရဲလားတင်ရဲ့အထဲမှာနေ့တိုင်းပြုပြင်ပေးနေဖရားရှိတယ်တင်ဘာလို့မကြောက်နာလဲတင်ဘာလို့ဆိုးရင်နာလဲမဆိုးရင်နဲ့တင်အတွက်ဖရားကောင်းဆုံးလှုပ်ဆောင်ပေးနေတင်များသာဝန်ခံတင်ကိုတင်ငါတိတ်မကောင်းတဲ့ကောင်လို့တင်ခိုင်းနေရပြီလားဘာလို့တင်ရဲ့အတ္တတာထဲမှာတင်မလှုပ်ချင်တဲ့အရာကိုတင်လှုပ်ပြီးတော့အခါမှာတင်စိတ်သက်ကြနေပြီလားနေ့ရက်စင်တိုင်းမှာတင်စတင်ဝန်ခံကြည့်ယေရှုအဖြစ်ငါဖြောက်မှတ်တော်သူတင်ရှဲယုံကြည်ခြင်းနဲ့ဝန်ခံရင်တင်မကောင်းတာလှုပ်ချင်တာမှလှုပ်လို့မရတော့ပဲအထဲကနေဖရားရဲ့တကောကအလှုပ်လာတဲ့အခါမှာတင်ဖရားကောင်းတဲ့ခြင်းတွေပဲတင်အထဲမှာလွှမ်းမိုးနေရယူသွားတယ်တင်ပေါက်ခဲ့ရတဲ့ကြီးကျယ်လှုပ်တဲ့ကောင်ဖြစ်ပါစေဒီနေ့ကစတော့မနက်တိုင်းမှာအချိန်တိုင်းမှာငါဖြောက်မှတ်တော်သူလို့ဝန်ခံကြည့်ရင်တင်ရဲ့ဖြောက်မှတ်ခြင်းရှိတဲ့သူဖြစ်တယ်လို့ဝန်ခံခြင်းတကောဘယ်လောက်ကြီးလဲတင်မကြခင်မြင်တွေ့ရလိမ့်မယ်